အားလုံးပဲမင်္ဂလာပါနယူးဇီလန်နိုင်ငံကကမ္ဘာကြောက်စရာအကောင်းဆုံးလူဆိုးကိုင်းတို့မဟုတ် Mighty Mongoose အဖွဲ့အကြောင်းရုပ်ရှင်တွေမှာဂန်စတာတွေအကြောင်းရိုက်ပြတဲ့အခါရာဇဝဲမှုကျူးလွန်မှုကိုလည်းလမ်းတွန်းတတ်တဲ့အပြင်သွေးအေးနဲ့လူသက်ရမှာလည်းဝင်မလေးတဲ့ပုံစံမျိုးတွေနဲ့ရိုက်ပြကြတာများပါတယ်ဒါပေမဲ့တကယ်အပြင်မှာတော့ဂန်စတာတွေရဲ့ဘဝဟာပို့ပြီးတော့အမောင်ချမ်းရောက်ပြီးကြမ်းတမ်းလွန်လှပါတယ်အခုဖော်ပြပေးချင်တာကတော့နယူးဇီလန်နိုင်ငံရဲ့အဆိုးဆုံးသော Street Gang အဖွဲ့အကြောင်းပဲဖြစ်ပါတယ်ဒီအဖွဲ့ရဲ့နာမည်ကတော့ Mighty Mongoose လို့အမည်ရပြီးသူတို့ကိုသူတို့အန္တရာယ်များပြီးဘယ်ရာမှမကြောက်လန့်တဲ့သူတွေလို့ခံယူထားပါတယ်Mighty Mongoose မှုအဖွဲ့ကို1962ခုနှစ်နယူးဇီလန်နိုင်ငံမှာစတင်ဖွဲ့စည်းခဲ့ပြီးအဖွဲ့ကိုကိုစားပြုတဲ့အယောင်ကတော့အနီးနဲ့အနက်ပဲဖြစ်ပါတယ်။ Mighty Mongoose တွေဟာဆိုရင်တရားဥပဒေနဲ့မလွတ်ကင်းတဲ့အလုပ်တွေမောင်ခိုကူးတာတွေပြည်ထစာလုပ်ငန်းတွေနဲ့လက်နက်ကင်ဆောင်ပြီးဓမြတိုက်တဲ့အလုပ်တွေအစုံကိုကျူးလွန်လုပ်ကင်ကြတာပါ။သူတို့အဖွဲ့ရဲ့မဟာမိတ်အဖွဲ့ကတော့ Blood အဖွဲ့ဖြစ်ပြီးကျောင်းတော်ကရန်ညိုးရန်စာရှိခဲ့တဲ့ပြိုင်ပွဲအဖွဲ့တွေကတော့ Black Power, Crip, Rockin Eye, Satan Slabat, Trisman, Motorcycle Club, Killer Beast, No Man တို့ပဲဖြစ်ပါတယ်။အထူးသဖြင့် Black Power အဖွဲ့တွေနဲ့အဓိကရှင်ပြိုင်ကြတာဖြစ်ပြီးလွန်ခဲ့တဲ့နှစ်တွေတုန်းကဆိုရင်ဂိုင်းအဖွဲ့ကြားလူမြင်ကွင်းတွေမှာအပြန်အလှန်ပစ်ခတ်မှုတွေတောင်ရှိခဲ့ပါတယ်။ Mighty Mongoose အဖွဲ့ဟာဆိုရင်လူအင်အားအတော်လေးကိုတောင်းတင်းတဲ့အဖွဲ့ဖြစ်ခါနယူးဇီလန်၊ဩစတြေးလျနဲ့ကနေဒါနိုင်ငံတွေမှာနေမြေတော်တော်များများကိုခြေကုပ်ရယူထားနိုင်ကြပါတယ်။နေမြေအလိုက်အုပ်ချုပ်တဲ့အဖွဲ့တွေကလည်းကွဲပြားပေမဲ့ပြင်မအဖွဲ့ကြီးရဲ့အမိန့်ကိုတော့တသွေမသိမ်းနာခံကြရပါတယ်။ထူးရတာတစ်ခုအနေနဲ့ Mighty Mongoose အဖွဲ့ဟာနှစ်စဉ်နှစ်တိုင်းအဖွဲ့ရဲ့ရိုးရာပွဲတော်ကိုသူတို့ရဲ့ခမ်းမကြီးထဲမှာကျင်းပကြပါတယ်။ပွဲတော်နေ့မှာဆိုရင်အထူးခွင့်ပြုချက်အနေနဲ့သတင်းမီဒီယာသမားတွေကိုဖိတ်ခေါ်ကတွေ့ဆုံပြီးအင်တာဗျူးတွေလည်းဖြေပေးကြပါတယ်။တာမန်ချိန်တွေမှာဆိုရင်အဖွဲ့ဝင်တွေကလွယ်ပြီးကျန်တဲ့သူတွေကိုလုံးဝပေးမဝင်ပါဘူး။လက်ရှိခေါင်းဆောင်လက်ထက်မှာတော့အစိုးရအဖွဲ့နဲ့ပူးပေါင်းပြီးလူထုအကျိုးပြုလုပ်ငန်းတွေကိုလှုပ်ဆောင်နေကြတယ်လို့လည်းသိရပါတယ်။အခုဖော်ပြပေးတာကတော့နယူးဇီလန်နိုင်ငံကကမ္ဘာအကျဉ်းဆုံးဂန်စတာအဖွဲ့ဖြစ်တဲ့ Mighty Mongoose အကြောင်းပဲဖော်ပြပေးထားတာပဲဖြစ်ပါတယ်။နောက်ပိုင်းတွေမှာလည်းထူးထူးဆန်းဆန်းအကြောင်းအရာလေးတွေကိုရှာဖွေတင်ဆက်ပေးမှာမို့လို့စောင့်မျှော်ကြည့်ရှုပေးပါဦးနော်။